ဒီစကားကတော့ဖခင်ကောင်းတယောက်ရဲ့တားအပေါ်ထားတဲ့အချစ်တွေနဲ့ငွေမရှိအိမ်မရှိအလုပ်မရှိပျော်ရွှင်စရာတစ်ခုမှမရှိတဲ့ဘဝကိုအရှုံးမဖေးပဲရုန်းကန်ကြိုးစားနေတဲ့ဝမ်းနည်းဝယ်ဇာလန်းချပါတယ်။ဇလန်းကတော့1982ခုနှစ်ဆန်ဖရန်စစ္စကိုမြို့မှာစတင်ဖွင့်လှစ်ပါတယ်။ဇက်လိုက်တဲ့ Chris Garner ဟာအသက်မွေးဝမ်းကြောင်းအနေနဲ့ Portable Bone Density Scanner လို့ခေါ်တဲ့ဆေးပါဆိုင်ရာရက်တစ်မျိုးကိုရောင်းချနေသူပါ။နေ့တိုင်းမနက်တိုင်းသူ့သားလေး Christopher ကို China Town ရှိဈေးသက်သာတဲ့ကလေးထင်းကျောင်းတစ်ခုမှာထားပြီးမှသူ့အလုပ်တို့ထက်ခွာလိမ့်ရှိပါတယ်။ဒီနေ့မှာတော့ကျောင်းအပြင်ဘက်နိုင်ဟန်ပေါ်မှာ Rhine Sign နဲ့စာလုံးတွေရေးထားတာကိုမြင်ပြီး Chris ကတန်ရှင်းရေးလုပ်သားကိုမေးလိုက်တယ်။ဘလို့ဒီစာတွေကိုတန်ရှင်းမလဲ။ထိုနိုင်ဟန်ပေါ်မှာ happiness ဆိုတဲ့စာလုံးကိုလည်းစလုံးပေါင်းမှားထားတာကိုသူသတိပြုမိပါတယ်။ happiness မှာ y မဟုတ်ဘူး i ထည့်ရမယ်။အသေးစိတ်လေးတောင်မလွဲချင်တဲ့ဖခင်တယောက်ရဲ့စိတ်ထဲကလေးနက်မှုကိုမြင်ရတဲ့အခိုက်အတန့်ပါ။ပတ်စကားစောင့်နေစမှာမိမိလက်ထဲမှာရှိတဲ့ဆက်ကိုမြင်ပြီးအိမ်မက်လူတစ်ယောက်ကဒါဟာအချင်းဆက်မလားလို့မေးလာတယ်။ Chris ကစိတ်နာနာနဲ့ပြုံးရင်းဆေးဆက်တစ်လုံးသာထည့်ကြောင်းရှင်းပြလိုက်ရပါတယ်။သူ့ဘဝကတော့အမြဲတမ်းအပြေးလွှားပဲဆေးရုံတွေကိုလိုက်လံပြီးစိတ်ရောင်းဖို့စ조사ပေမဲ့လူအများစုကဒီဆက်ကိုဈေးကြီးပြီးမလိုအပ်တဲ့ဇိမ်ခံပစည်းတစ်ခုလိုမြင်ကြတယ်။အယောင်မဖြစ်တော့တဲ့အချိန်တွေဆက်တိုက်ဖြစ်လာပါတယ်။အ ਨੇ ဆုံးတစ်လလျင်နှလုံးတော်ရောင်းနိုင်မှသာမိသားစုအသက်ရှင်နိုင်မဲ့အခြေအနေပါ။ကားကိုဆေးရုံရှိမှတိုက်ရိုက်ရက်ပြီးပါကင်တစ်ကက်မပေးနိုင်လို့နောက်ဆုံးမှာကားတောင်သိမ်းယူခံရပါတယ်။ညစာစားချိန်မှာခရစ္စတိုဖာအတွက်လက်ဆောင်အဖြစ် Rubik's Cube တစ်လုံးပေးလာတာကိုမြင်တယ်။အဲ့ဒီအချိန်ကဆက်တဲ့တစ်မျိုးပါ။ Chris စမ်းကြည့်တယ်မဲ့မဖြစ်ရှင်းနိုင်ဘူး။အဲ့ဒီညမှာမိမဖြစ်သူလင်ဒါကအခွန်ပေးပြီးလားလို့မေးလိုက်တယ်။ Chris ကနောက်တစ်ချိန်တက်တန်းတိုးဖို့လိုအပ်တယ်လို့ပြောလိုက်တာနဲ့လင်ဒါစိတ်ပြတ်သွားပါတယ်။နောက်နေ့လမ်းပေါ်မှာလိမ္မော်ရောင် Ferrari ကားနဲ့လုပ်ငန်းရှင်တယောက်ကိုမြင်ပြီးသူပါအလုပ်လုပ်လဲလို့မေးလိုက်တယ်။ Stock broker ပါလို့အဲ့ဒီလူပြန်ဖြေတယ်။အဲ့ဒီအလုပ်ဟာပညာတတ်ကြီးတဲ့လုပ်တာလို့ Chris ထင်ပေမဲ့အဲ့ဒီလူကတင်ချာနဲ့လူမှုဆက်ဆံရေးကောင်းရင်ရပါတယ်လို့ပြောလိုက်တယ်။အဲ့ဒီစကားတခွန်ဟာ Chris ရဲ့ဘဝကိုပြောင်းလဲပေးမဲ့မျှော်လင့်ချက်သစဖြစ်လာပါတယ်။လူတွေအဟံပျော်နေတယ်လို့ထင်ရတယ်။ဘာလို့ငါမဖြစ်နိုင်တာလဲ။သူ့စိတ်ထဲမှာအမဲထက်ခါတလဲလဲမိခွန်းထုတ်နေတယ်။နောက်နေ့မနေ့မှာတော့လင်ဒါကို stock broker အလုပ်ရှောက်မယ်လို့ပြောလိုက်တယ်။လင်ဒါကမယုံနိုင်အောင်လို့ရည်ပြီးဘာ stock broker မဟုတ်ဘူး astronaut လားလို့ချက်ချင်းပြန်ပြောတယ်။အငင်းခုန်တွေပိုတက်လာပြီးလင်ဒါကလစာမရတဲ့လုပ်ငန်းကိုဆွန့်လွတ်ဖို့တိုက်တွန်းတယ်။ဒါပေမဲ့ Chris ကဒါဟာမိသားစုအတွက်မင်းနဲ့ Christopher အတွက်လုပ်နေတာပါလို့ပြောလိုက်တယ်။သူ brokerage firm တစ်ခုကိုတွားပြီးအလုပ်ရှောက်ပုံစံတင်တယ်။သို့တော်လမ်းပဲတရုပ်ဆောင်မိန်းကလေးတယောက်ကသူ့ဆက်ကိုခိုးယူသွားတာကြောင့်အလွန်စိတ်ပူရင်းလှိပ်ဖမ်းရတယ်။သို့ပေမဲ့မိန်းကလေးကယထာပေါ်တက်ပြီးထွက်ပြေးနိုင်ခဲ့တယ်။အဲ့ဒီညမှာ Chris မအိပ်နိုင်ဘူး။မိသားစုအသက်ရှင်ဖို့အတုံးချထားတဲ့ဆက်တလုံးပျောက်သွားတာဟာတလစာအစားအသောက်ပျောက်သွားတယ်လို့ပဲ။နောက်ပိုင်းမှာသူ Rubik's Cube ကိုတက္ကစီထဲမှာဖြည့်ရှင်းနိုင်ပြီးအိတ်ချခောက်လူကိုအံ့ဩစေတယ်။သို့တော့တက္ကစီဖိုးပေးဖို့$50ပဲကျန်ခဲ့တယ်။ထွက်ပြေးဖို့စ조사ရင်ဆက်ကိုမေ့ခဲ့ပြီးပြန်ယူသွားချိန်တက္ကစီရတိုင်းမျိုးကလိုက်ဖမ်းတယ်။ယထာတကာပိတ်ချိန်မှာဆက်လက်ထဲကလွတ်ကျသွားတယ်။အိမ်ပြန်လာတဲ့အချိန်လင်ဒါကငါနဲ့သားထွက်ရမယ်လို့ပြောတယ်။နောက်နေ့မှာ Chris အိမ်ပြန်ရောက်တော့အိမ်ကဗလာနီးပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာဂျေကဖုန်းဆက်ပြီးတွေ့ဆုံဖို့ချိန်တယ်။ Chris မှာပန်တောင်မရှိတော့တာကြောင့်ဖုန်းနံပါတ်ကိုမှတ်သားနေစဉ်စိတ်အလွန်တုန်လှုပ်နေတယ်။အခွန်ကြောင့် bank account ပိတ်ခံရငွေမရှိအိမ်ငှားမပေးနိုင်မိုတယ်ကိုပြောင်းရရဲစခန်းမှာတညအိပ်ရတဲ့အခြေအနေထိကြာရောက်သွားတယ်။အင်တာဗျူးသွားတဲ့နေ့မှာတော့အဝတ်မပြောင်းနိုင်ပဲမနှိမ့်လာဝတ်ထားတဲ့အဝတ်နဲ့ပဲသွားရတယ်။လူတိုင်းမျက်နှာပြတ်သွားပေမဲ့ Chris ကတကယ်ဖြစ်ခဲ့တာကိုတိုက်ရိုက်ပြောပြလိုက်တယ်။ကားရနာပေးမပေးလို့ဖမ်းခံရပါတယ်။သူ့ရဲ့ရိုးသားမှုဟာတာအာယုံနဲ့စကားပြောကျွမ်းကျင်မှုက panel ကိုရီမော့စေပြီးအခြေအနေကိုပြောင်းလဲစေတယ်။အလုံးရခဲ့ပေမဲ့6လလစာမရတဲ့ internship ဖြစ်တယ်။နောက်ဆုံးမှာလူတစ်ယောက်ပဲခံမယ်။လင်ဒါကနယူးယောက်ကိုထွက်သွားပြီး Christopher ကို Chris နဲ့ထားခဲ့တယ်။ဖခင်တယောက်အနေနဲ့သူ့သားကိုထိမ့်သိမ်းဖို့အတရေတဲ့စ조사ရတော့တယ်။ basketball ကစားချိန်မှာသားက professional ကစားသမားဖြစ်ချင်တယ်လို့ပြောတယ်။ Chris ကပထမတုန်းကတားမြစ်လိုက်တယ်။ဒါပေမဲ့တားမြစ်နာဘောကစိတ်ပြတ်မှုကိုမြင်တဲ့အခါပြန်ပြောလိုက်တယ်။မင်းကိုဘယ်သူမှမလုပ်နိုင်ဘူးလို့မပြောစေနဲ့ငါတောင်မပြောဘူး။မင်းကအိမ်မက်ရှိရင်ကာကွယ်ရမယ်။တခုခုလိုချင်ရင်တွားယူလိုက်အဲ့ဒီလိုပဲ။အဲ့ဒီစကားလေးကဆက်လန်းရဲ့နှလုံးသားအားလိလာအတွင်ဆက်အားလုံးရောင်းနိုင်ခဲ့ပေမဲ့ IRS က bank account သိမ်းယူလိုက်တယ်။နောက်တစ်ချိန်စတင်ရမယ့်အခြေအနေပါ။ဘဝကသူ့ကိုအထက်ခါတလဲလဲစမ်းသပ်နေတာလိုပဲပါပါတယ်။ဒါပေမဲ့ Chris Gardner ဟာမလွတ်ဘူး။သူ့အိမ်မက်ကိုမလွတ်ဘူး။သူ့သားအထမလွတ်ဘူး။
ဒီဇလန်းလေးကိုကြည့်ပြီးတော့ခင်ဗျားတို့လည်းဘဝမှာဘလောက်ခက်ခဲကြမ်းတမ်းပါစေအရှုံးမပေးပဲကိုယ့်ရဲ့အိမ်မက်ပန်းတိုင်ကိုအဆုံးထိရှောက်လန်းကြဖို့တိုက်တွန်းလိုက်ပါရဲ့နောက်ဗီဒီယိုတွေမှာ plan ဆုံးတွေ့ဖို့ like and follow လုပ်ခဲ့အောင်နော်